တထေးတယောက်ကတစ်ချိန်ကကခုံနေတဲ့အမျိုးသမီးတယောက်ရဲ့ဓာတ်ပုံတစ်ပုံကိုရိုက်ယူခဲ့ပူပါတယ်။အဲ့ဒီခိုက်တန်းကစပြီးသူမရဲ့ကြော်ရှင်တဲ့လှုပ်ရှားမှုတွေကသူ့စိတ်ထဲကနေဘယ်တော့မှဖြတ်လို့မရတဲ့ပုံရိပ်တစ်ခုဖြစ်လာခဲ့တယ်။နောက်ပိုင်းမှာတော့မိသားစုကစီစဉ်တဲ့လက်ထပ်ပွဲကြောင့်သူကသူ့ရဲ့စစ်ဆက်ထားသူနဲ့လက်ထပ်ခဲ့ပါတယ်။ဒါပေမဲ့အမျိုးသားကသူ့ဇနီးဟာအဲ့ဒီဓာတ်ပုံတွေကအမျိုးသမီးဖြစ်နေမှမသိခဲ့ပါဘူး။မင်္ဂလာပွဲပြီးတဲ့နောက်မှာတော့အမျိုးသမီးကသူမအချစ်မြတ်နိုးဆုံးအရာတစ်ခုဖြစ်တဲ့ကခုံချင်းကိုစွန့်လွတ်ခဲ့ပါတယ်။3နှစ်အကြာမှာတော့သူမကိုလုံးဝကြေးမွားသွားစေတဲ့လှုပ်ဝက်ဆန်းကျဲတဲ့လက်ဆောင်တစ်ခုသူမလက်ခံရရှိခဲ့ပါတယ်။အဲ့ဒါကသူခင်ပွန်းဟာအချိန်တိုင်းတစ္ဆာဖောက်နေခဲ့ကြောင်းဖွင့်ပြခဲ့ပါတယ်။ရင်ခွဲနာကျင်ပြီးမျောလင်းချက်မဲ့စွာနဲ့သူမတက်ရောက်လိရှိခဲ့တဲ့အကအကြောင်းကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီမှာသူမကဆင်းရဲတဲ့ကျောင်းသူတယောက်ထဲလေ့ကျင့်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီကောင်မလေးကအမျိုးသမီးကတိတ်တဆိတ်ထောက်ပံ့ပေးထားတဲ့ပညာသင်ဆုနဲ့အကပညာကိုတင်ယူနေခဲ့တာပါ။သူမကိုကြည့်ရင်အမျိုးသမီးကစိတ်အားထက်သန်မှုနဲ့အိမ်မက်တွေအပြည့်ရှိခဲ့တဲ့သူ့ရဲ့ငယ်ရွယ်တဲ့ပုံရိပ်ကိုပြန်တတိယသွားခဲ့တယ်။သူမသာဒီသူထေးနဲ့ဘယ်တော့မှလက်မထက်ခဲ့ရင်သူမအမြဲဖြစ်ချင်ခဲ့တဲ့အကသမားတယောက်ဖြစ်လာခဲ့နိုင်မှာပါ။သူမတိတ်တဆိတ်ထွက်ခွာသွားတော့မယ့်အချိန်လေးမှာပဲအကသမားငယ်လေးကသူမကိုလှမ်းခေါ်လိုက်ပါတယ်။မျက်ရည်တွေဝဲရင်းကောင်မလေးကသူမရဲ့ပညာရေးကိုထောက်ပံ့ပေးတဲ့အတွက်သူမကိုကျေးဇူးတင်ကြောင်းပြောခဲ့တယ်။သူမကသူ့ကောင်လေးဟာချုံမော်ပြီးချမ်းသာကြောင်းဂုဏ်ယူစွာပြောခဲ့တယ်။အဲ့ဒီနောက်သူမကအမျိုးသမီးကိုသူ့ကောင်လေးရဲ့တပုံပြသခဲ့ပါတယ်။အမျိုးသမီးကချက်ချင်းကြက်တည်သွားခဲ့တယ်။သူခင်ပွန်းဖောက်ပြန်နေတဲ့အမျိုးသမီးကသူ့မကူညီခဲ့တဲ့ကောင်မလေးဖြစ်နေခဲ့တာပါ။အဲ့ဒီနောက်သူမကကောင်မလေးရဲ့လက်ကောက်ဝတ်ပေါ်ကလက်ကောက်ကိုသတိထားမိလိုက်တယ်။အဲ့ဒါကသူမထာဝရပျောက်ဆုံးသွားပြီလို့ထင်ခဲ့တဲ့လက်ကောက်သူ့အမေရဲ့တခုလေးသောအမတ်တရပစ္စည်းဖြစ်နေခဲ့ပါတယ်။သူခင်ပွန်းကအဲ့ဒါကိုတခြားမျိုးသမီးတယောက်ကိုပေးအပ်ခဲ့တာကတုံရီနေတဲ့လက်တွေနဲ့သူမကကောင်မလေးရဲ့လက်ကောက်ဝတ်ကနေလက်ကောက်ကိုဖယ်ရှားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သူ့နှလုံးသားကလုံးဝကွဲကြေသွားခဲ့ပါပြီ။အဲ့ဒီညမှာသူခင်ပွန်းကကောင်မလေးနဲ့အတူအိမ်ပြန်လာပြီးရှင်းပြချက်တစ်ခုတောင်းဆိုခဲ့ပါတယ်။တည်ငြိမ်စွာနဲ့အမျိုးသမီးကသူ့ဘာလို့အဲ့ဒီလက်ကောက်ကိုပေးလိုက်ရတာလဲလို့မေးခဲ့ပါတယ်။ဒါပေမဲ့အမျိုးသားကနောက်တရတဲ့အရေးအယောင်မပြခဲ့ပါဘူး။သူကဓာတ်ပုံတွေကအကသမားကိုကောင်မလေးလို့အမြဲတမ်းအထင်လွဲခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။သူကသူ့ဇနီးကိုကောင်မလေးကိုနာကျင်အောင်မလုပ်ဖို့မဟုတ်ရင်တော့သူမကိုချက်ချင်းကွာရှင်းပစ်မယ်လို့တတိပေးခဲ့ပါတယ်။အမျိုးသမီးကသူတို့အိမ်တော်ရေးမှာဘာမှမကြံတော့ဘူးဆိုတာကိုသဘောပေါက်သွားခဲ့တယ်။ဒါကြောင့်သူမကသူတို့ရဲ့3နှစ်ပြည့်နှစ်ပတ်လည်နေ့မှာကွာရှင်းပြတ်ဆဲဖို့တရားဝင်တောင်းဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်။တိုက်ဆိုင်စွာနဲ့ပဲအဲ့ဒီနေ့ကကောင်မလေးရဲ့ကြောင်းပြီးပွဲဖြောပြပွဲနေ့လည်းဖြစ်နေခဲ့